ကဲတငယ်ချင်းအပေါင်းတို့မိတ်ဆွေအားလုံးတို့ကျယ်တော်ရတော့တရက်နေ့9လပိုင်းတရက်နေ့အနက်ကနန်းဖြစ်တဲ့သုံးခွင်ကိုအဖေအုပ်စုကနန်းမြတ်မှအောင်ပွဲရယူပေးနိုင်ခဲ့ပါပြီ3ကြိမ်မှာ2ကြိမ်အောင်ပွဲရယူပေးနိုင်ခဲ့ပါပြီတကယ်ချင်းအားလုံးတို့မိတ်ဆွေအပေါင်းတို့အတွက်ကျယ်တော်ရတရက်နေ့ညနေအတွက် ready made ကနန်းတွေကိုတကယ်ချင်းတို့အတွက်တင်ပေးလိုက်ပြန်ပါပြီနော်ကျယ်တော်ရဲ့ ready made တွေကဇွန်လပထမပတ်မှာ6ကြိမ်ထွက်ပြီးတဲ့အထက်မှာ4ကြိမ်အောင်မြင်ခဲ့ပါတယ်ဇွန်လဒုတိယပတ်မှာ10ကြိမ်ထွက်တဲ့အထက်မှာ2ကြိမ်သာအောင်မြင်ခဲ့ပါတယ်ဇွန်လတတိယပတ်မှာ10ကြိမ်ထွက်တဲ့အထက်မှာ9ကြိမ်အောင်မြင်ခဲ့ပါတယ်ဇွန်လသရုတ်တပတ်မှာတော့10ကြိမ်မှာ8ကြိမ်အောင်ပွဲရယူနိုင်ခဲ့ပါတယ်ကျယ်တော်ရဲ့ ready made ကနန်းတွေကိုဒီအတိုင်းလည်းမပြုတ်မပြင်းသုံးဆွဲနိုင်တယ်လို့လှုပ်ရှားနိုင်တယ်လို့ငွေချင်းတို့မိတ်ဆွေတို့အကြိုက်ပြုတ်ပြင်ပြီးတော့လဲသုံးဆွဲနိုင်ပါတယ်လှုပ်ရှားနိုင်ပါတယ်ready made ဇေယကြိုက်မှစားပါနော် ready made ဇေယကြိုက်မှစားပါနော် ready made ဇေယကြိုက်မှစားပါနော်ကြိုက်ရအုပ်စုတစုရွေးပြီးတော့ထိုးပါလှုပ်ရှားပါတကယ်ချင်းတို့စန္ဒသဘောကိုတော့ကျယ်တော်ဘယ်လိုမှမပြောလို့ပါဘူးငယ်ချင်းတို့အားလုံးရဲ့သဘောစန္ဒအတိုင်းမှာကြိုက်တယ်လို့လှုပ်ရှားနိုင်ပါတယ်ကဲတကယ်ချင်းတို့အားလုံးအတွက်မိတ်ဆွေအားလုံးတို့အတွက်ကျယ်တော်ရလက်ဆောင်အနေနဲ့1ကြိမ်ပေးပါမယ်လက်ဆောင်အနေနဲ့1ကြိမ်ကတော့68 1ကြိမ်ပါမနေ့အတွက်ခွင်ကို1ကြိမ်ပေးခဲ့တာလည်းမှန်ပါတယ်ညနေအတွက်ကတော့68 1ကြိမ်ပါအကြိုက်တူလိုက်ယူပြီးတော့လှုပ်ရှားနိုင်ပါတယ်အားလုံးအဆင်ပြေနိုင်ကြပါစေ